ပြောပြမယ်တင်ကြားပေးမယ်အကြောင်းအရာလေးက housemates daily tasks and actions housemates အိမ်အကူများရဲ့နေ့စဉ် daily ဆိုတာနေ့စဉ် tasks လုပ်ဆောင်ချက်နော် task and action task ကတာဝန်လို့ပြောလို့လည်းရတယ်ပေးထားတဲ့အရာတွေလုပ်ရမယ့်အရာတွေပြီးလို့ရှိရင် actions လုပ်ဆောင်ချက်တွေလုပ်ရမယ့်အရာ task ကလုပ်ရမယ့်အရာနဲ့ actions လုပ်ဆောင်ချက်များဟုတ်တယ်နော်ကဲကြည့်အောင်ဘာတွေလုပ်ဆောင်ရလဲ1 2 3 4 5 6 9ချက်ရှိတယ်နော်အဲ့9ချက်မှာတစ်ဒီ cleaning and tidying cleaning ဆိုတာတန်ရှင်းရေး tidying တည်တတ်အောင်လုပ်ပေးတာတန်ရှင်းရေးနဲ့တည်တတ်အောင်လုပ်ပေးမှုနောက်တစ်ခု kitchen maintenance kitchen maintenance မိဖို့ကြောင့်တန်ရှင်းအကုန်ပါတယ်ဟုတ်တယ်နော်မိဖို့ကြောင့်တန်ရှင်းရေးအပြင်တခြားဥစ္စာတွေပါပါတယ်ကဲနောက်တစ်ခု bedroom care ဟောဒီမှာကျတော့ care နဲ့သုံးတာနော်အမ bedroom care ကျတော့အိတ်ခန်းကိုတန့်ရှင်းလုပ်ပြီးတယ် care လုပ်ပြီးတယ်တဲ့သူကပြောတယ်နောက်တစ်ခု bathroom ဒီကောင်က bedroom နော်ဒီကောင်က bathroom hygiene ဒီမှာကျတော့ hygiene နဲ့သုံးတာတယ်နော်စကားလုံးလေးတွေကပြောင်းသုံးသွားတာပဲအတိတ်ပဲကတော့တန့်ရှင်းလုပ်မယ်တည်တက်လုပ်မယ်ဟုတ်တယ်နော်ဖုံတွေပါတယ်မရှိရဘူးအဲ့ဒါမျိုးတွေကိုပြောတာပြီးတော့ laundry အဝတ်အစားတွေကိုလျှော်မယ်ဖွတ်မယ်နေပူလန်းမယ်ပြီးရင် iron လုပ်မယ်မိဘူးတိုက်မယ်ဒါကတော့ laundry ဘိုင်းအောင်ပြောတာနောက်တစ်ခုက general maintenance အထွေထွေပါသွားတယ်ဟုတ်တယ်နော်အထွေထွေပါသွားတယ်တန့်ရှင်းရတဲ့မဟုတ်တော့ဘူးတခြားဥစ္စာတွေပါပါတယ်အဲ့ဒါ general maintenance ဟုတ်တယ်နော်ဖုံတွေပါတွေထားနေတယ်ကြမ်းကင်းလှဲတာတို့ဘာလို့အဲ့ဒါတွေပါတယ်ကဲနောက်တစ်ခု optional specialized task ဟုတ်တယ်နော် specialized task အထူးတာဝန်တွေရှိတယ်ဥပမာဆိုလို့ရှိရင်နော်ထမင်းမှာချက်ရတဲ့အပိုင်းတွေရှိတယ်ဟုတ်တယ်နော်ထမင်းချက်ရတယ်ပြီးလို့ရှိရင်ဒီခလေးထိန်းတာတွေပါတယ်နော်ဘိုးဘွားအဖိုးတွေအဖွားတွေစောက်ရှောက်ပေးရတာတွေဒါတွေကို specialized task လို့ခေါ်တယ်ဒီထဲမှာ9ခုပါတယ်ကဲအဲ့ဒါကိုအင်္ဂလိပ်လိုတစ်ချက်ပြောပြပေးမယ်နော် housemates daily tasks and actions cleaning and tidying kitchen maintenance bedroom care bathroom hygiene laundry general maintenance optional specialized task တခုချင်းစီရဲ့အသေးစိတ်တွေကိုတခုချင်းစီလှုပ်ဆောင်ရတာပေါ့နော်အသေးစိတ်တော့မဟုတ်ဘူးတခုချင်းစီเนาะလှုပ်ဆောင်ရတဲ့အချက်လက်လေးတွေကိုနောက်ဗီဒီယိုတွေမှာပြောပြပေးသွားပါမယ်အခုတော့ဒီလောက်ပါ